皆さんမင်္ဂလာပါဒီနေ့ကတော့私ကအပိုင်းလေးဆက်ပြီးတော့ဗောနော်တင်ကြားပေးသွားမှာဖြစ်ပါတယ်ဆိုရင်ဒီ conversation ရဲ့ဗောနော်နံပါတ်4ပုဂ္ဂိုလ်ကြည့်ရအောင်ခိုင်ကိုရှုကုနဲ့ဆူဇူကီဆန်ကပြောတယ်ဗောနော်ဘာတွေပြောလဲဆိုတော့ခိုင်ကိုရှုကုကအရင်ပြောလိုက်တယ်အိုယူနိုအွန်ဒိုဝဧကကဒစ္စကရေနွေရဲ့အပူချိန်ကအဆင်ပြေလားတဲ့ဆူဇူကီဆန်ကပြောတယ်ချော့တော့နူရီရောနည်းနည်းတော့အေးနေပြီနော်ခက်နွေနွေလေးခက်အေးအေးလေးအဲ့လိုမျိုးပုံစံနဲ့ပြောချင်တယ်ဆိုနူရီပေါ့နော်ဒီမှာခက်အေးလေးဖြစ်နေပြီမို့တော့အားဆိုအိုယူနိုဟိုကီရောပို့ပြီးတော့နွေးတဲ့ရင်နွေးဆိုရင်ပို့ပြီးတော့ကောင်းမယ်ပေါ့အဲ့တော့ခိုင်ကိုရှုခုကဒီမှာခိုင်ကိုရှုခုပြောမဲ့ conversation ပေါ့နော်အဖြစ်ကိုထည့်ပေးရမယ်အဲ့တော့ဆူဇူကီဆန်ကပြောလိုက်တယ်ချိုးတူဤအွန်ဒိုနီနာတာရောတဲ့အတော်လေးပေါ့နော်အဆင်ပြေလာမယ်အပူချိန်လေးဖြစ်လာပြီတဲ့အာရီကတို့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ခိုင်ကိုရှုခုပြောမဲ့ conversation ကို私တို့တော့ကြည့်ရအောင်အောက်မှာနာနီနာနီနောနာကာနိဟာイルကိုတိုဘာအိုအေရန်တက်ခရာဆိုင်ဆိုတော့ဒီကွက်လက်မှာပေါ့နော်ထည့်ရမယ့်ဟာကိုရေးပေးပါဒီကြည့်ပံကချောတိုဤအွန်ဒိုဒေယောခတာဒေစ်အနေတော်ဖြစ်တယ်ပေါ့နော်ဒါအပူချိန်ဆိုရင်အဆင်ပြေခဲ့တယ်နော်ဟုတ်ပြီသူအဆင်မပြေလို့သူပြောတာပြောင်းခိုင်းတာမှာတော့နော်ဒါနံပါတ်1ကတော့မဟုတ်သေးဘူးအဲ့ဒါကစကိုရှိအာဆူအီဒက်စ်ကနည်းနည်းပူနေလားချော့တော့နိုရခုရှိမတ်နေတဲ့ဒီနည်းနည်းအေးအောင်လုပ်ပြီးမယ်ဆိုတော့ तू ကပူတာကိုလုပ်ချင်တာလေဟုတ်တယ်မလားအေးအောင်လုပ်တယ်ဆိုတော့မဟုတ်ဘူးもう少しお風呂に入りたいんですかနည်းနည်းလေးပေါ့နော်ဒါရေချိုးချင်တာလားတဲ့ဒါဆိုရင်လုံးဝကွဲသွားပြီဆိုမဖြစ်နိုင်ဘူးကျုံးမယ်စကူရှိအောင်စကူရှိမစနေနည်းနည်းနွေးအောင်လုပ်ပေးမယ်နော်ဆိုတော့ဟုတ်တယ်လေဒီမှာကသူကနွေးတဲ့ဟာကိုလုပ်ချင်တယ်ဟိုကဤဖြစ်တာဆိုတော့နည်းနည်းနွေးအောင်လုပ်တယ်လေဆိုတော့အဖြေကဘာရွေးရမှာလဲဆိုတော့ရောမန်ကိုယူပေးရမယ်နော်အဲ့ဒါနောက်တစ်ပုဒ်လေးပါရအောင်နောက်တစ်ပုဒ်ကနည်းနည်းတော့ဝါပြီနော်ခိုင်ကိုရှုခုနဲ့ဆူဇူကီဆန်နဲ့ဆူဇူကီဆန်ကခိုင်ကိုရှုခုကပြောတယ်ဆူဇူကီဆန်တိုင်းကျော်ဟာဣကကတက်စကခန္ဓာကိုယ်အခြေအနေကဘယ်လိုလဲတဲ့ဆူဇူကီဆန်ကတိုင်းကျော်ဟုတဲ့စီရောတဲ့အဆင်ပြေတယ်လीဒီမို့ဒါပေမဲ့ချော့တူအာဇီအိုခိုင်တာချွေးတွေကဘာဖြစ်လာလဲဆိုတော့ထွက်တာပေါ့နော်ချွေးထွက်နေတဲ့ခိုင်ကိုရှုခုကဆိုဒစ်ကဟုတ်လားတဲ့ခါရာတာအိုဖူကီမာရှော့ကခန္ဓာကိုယ်ကိုတုပ်ပေးရမလားတဲ့ စုစုကိဆန်ကပြောလိုက်တယ်ဝင်နေကိုင်းရှိမဆိုတော့ဆောင်ရွက်ပြီးပါပေါ့နော်အစခိုင်ကိုရှုခုကဝကာရီမရှတာနားလေးပါပြီဟေယာနိုအွန်တိုဝါဒိုဒစ်ကအခက်ရအပူချိန်ကရောဘယ်လိုလဲတဲ့စုစုကိဆန်ကချော့တိုဆာမွေးရောနည်းနည်းတော့အေးနေတယ်တဲ့ခိုင်ကိုရှုခုကဆိုဒစ်ကဟုတ်လားတဲ့ဒါဆိုရင်私တို့ဒီ conversation မှာထည့်ရမယ့်ဟာကိုတော့ရေးရမယ်နော်နာနီနာနီနောနာကာနီဟာအီယူကိုတိုဘာအဲ့တဲ့တက်ကရာဆက်ဒီမှာထည့်ရမယ့်စကားလုံးတွေကိုရေးပေးပါသူဆုံးတာကဘာလဲဆုံးထားတာလဲဆိုခိုင်ကိုရှုကိုသူကပြောထားတာကခိုင်ကိုရှုကအခိုင်ရဲ့အပူချိန်ကိုမေးထားတယ်သူကနည်းနည်းအေးတယ်နော်ဟုတ်လားဆိုခိုင်ကိုရှုကဘာပြန်လုပ်ပြီးမှလဲဘာပြန်ပြောပြီးမှလဲပေါ့နော်ဒါလေးစဉ်းစားဖို့လိုတယ်一番が蔵をつけますね。ကိုလာကိုပြင်မယ်တဲ့နော်ကိုလာကိုပြင်မှာတော့ဒါမဖြစ်တော့ဘူးဒီနော်သူကအင်းနေပါလေဆိုမှလို့ကိုလာကိုပြင်မှာတော့အဲ့ဆိုအပြအမှားတယ်ဒီဘန်ကမတူအာကီမတ်နေတဲ့ဗရင်မောက်ကိုပြင်မယ်အေးတဲ့ဆိုဗရင်မောက်ဖွင့်တာလည်းဒါမဟုတ်သေးဘူးပေါ့နော်ပြောမယ်ဆမ်မန်ကエアコンの温度の少し上げますねကွန်ရဲ့အပူချိန်ကိုလဲဆိုနည်းနည်းလေးညှစ်လိုက်မယ်အေးတယ်ဆိုရင်တော့ဆက်ဆိုတော့အတိုးလျှော့လုပ်လို့ရတယ်လीဟုတ်တယ်မလားအဲ့ဒါကြောင့်ပါလဲဆိုတော့အဖြေကဆမ်မန်ဖြစ်သွားမှာပေါ့အခုရုံးမယ်ဘာလို့မှားတာလဲဆိုတော့ခါတဲ့ or argument နဲ့ဒါလက်ကာကိုဖွင့်လိုက်မယ်ဆိုတော့ဒါလေးမဟုတ်ဘူးเนาะဒါလေးမှားတယ်အေးတယ်ဆိုလက်ကာဖွင့်မှာဆိုလေးပိုဝင်တော့ပူချမ်းပါပေါ့เนาะအဲကြောင့်အဖြေကဆမ်မန်เนาะဟုတ်ပြီအခုနောက်တစ်ခုလေးကြည့်အောင်နောက်တစ်ခုကရီတာနဲ့ဂိုင်ကောရှုကုနဲ့ပြောတယ်ရီတာဆိုလီတာကိုပြောတာလီတာကဘာပြောလဲဆိုတော့ဖြော်ဝဆူဇူကီဆန်တော့နူယောကူနိုဟီဒစ်ဒီနေ့ကတဲ့ဆူဇူကီဆန်ရဲ့ရေချိုးရမယ့်ရက်ဖြစ်ပါတယ်နူယောကူစာရေချိုးခြင်းပေါ့နော်ဆူဇူကီဆန်တော့နူယောကူခိုင်ကောအိုဆူဇူကီဆန်ရဲ့ရေချိုးမဲ့အကူအညီကိုအိုနေကိုင်းရှိမှဆောင်ရွက်ပေးပါခိုင်ကောရှုကုကဟိုက်
ဟုတ်ကဲ့ပါတဲ့でも鈴木さんは昨日少し咳が出ると言いましたဒါပေမဲ့တဲ့鈴木さんကမနေ့တုန်းကဆိုရင်ချောင်းလေးနည်းနည်းဆိုးနေတယ်လို့ပြောခဲ့ပါတယ်တဲ့大丈夫ですかအဆင်ပြေလားဒေတာက介護職すみません看護職に確認してもらいましたから大丈夫ですသူနာပြုဆရာမစီကနေပြီးတော့အတည်ပြုချက်ကိုလက်ခံရယူခဲ့တဲ့အတွက်ကြောင့်အဆင်ပြေပါတယ်တဲ့でもဒါပေမဲ့鈴木さんに体調を聞いてください鈴木さんကိုခန္ဓာကိုယ်ရဲ့အခြေအနေကိုမေးပေးပါနော်ဒါဆိုပါဆက်ထင်ပါလိမ့်ပေါ့အဲ့ဒါဒီတာက鈴木さんခန္ဓာကိုယ်အခြေအနေကိုမေးခိုင်းလိုက်တယ်အဲဆိုခိုင်းကိုရှုခုကပါပြန်ပြောမလို့ပေါ့နော်ဒီချိပံကခရာအိုစကေမတ်နေကိုလာကိုပြင်မယ်နော်ကိုလာကိုပြင်မှာတော့ဒါမဖြစ်တော့ဘူးเนาะသူကနေပါလေဆိုမှဘလို့ကိုလာကိုပြင်မှာတော့အဲဆိုအပြအမှားတယ်ဒီပံကမတူအာကေမတ်နေတဲ့ဗရေမောက်ကိုဖွင့်နေတဲ့ဆိုဗရေမောက်ဖွင့်တာလည်းဒါမဟုတ်သေးဘူးပေါ့နော်ပြောမယ်ဆမ်မန်ကエアコンの温度の少し上げますねကွန်ရဲ့အပူချိန်ကိုလဲဆိုနည်းနည်းလေးညှစ်လိုက်မယ်တယ်ဆိုရင်တော့ဆက်ဆိုတော့အတူရှုံးလို့လို့ရတယ်လीဟုတ်တယ်မလားအဲ့ဒါကြောင့်ပါလဲဆိုတော့အဖြေကဆမ်မန်ဖြစ်သွားမှာပေါ့အခုရုံးမယ်ဘာလို့မှားတာလဲဆိုတော့ခါတန်အိုအာကင်မတ်နေတဲ့ဒါလက်ကောင်ကိုဖွင့်လိုက်မယ်ဆိုတော့ဒါလေးမဟုတ်ဘူးเนาะဒါလေးမှားတယ်တယ်ဆိုလက်ကောင်ဖွင့်မှာဆိုလေးပိုဝင်တော့ပူချမ်းပါပေါ့เนาะအဲကြောင့်အဖြေကဆမ်မန်เนาะဟုတ်ပြီအခုနောက်တစ်ခုလေ့ကြည့်ရအောင်နောက်တစ်ခုကရီတာနဲ့ဂိုင်းကောရှုကုနဲ့ပြောတယ်ရီတာဆိုလီတာကိုပြောတာလီတာကဘာပြောလဲဆိုတော့ဖြောဝဆူဇူကီဆန်တော့နူယောက်ကူနော်ဟီဒစ်ဒီနေ့ကတဲ့ဆူဇူကီဆန်ရဲ့ရေချိုးရမယ့်ရက်ဖြစ်ပါတယ်နူယောက်ကူစာရေချိုးခြင်းပေါ့နော်ဆူဇူကီဆန်တော့နူယောက်ကူခိုင်ကောဆူဇူကီဆန်ရဲ့ရေချိုးမဲ့အကူအညီကိုအိုနေကိုင်းရှိမှဆောင်ရွက်ပေးပါဂိုင်းကောရှုကုကဟိုက်ဟုတ်ကဲ့ပါတဲ့でも鈴木さんは昨日少し咳が出ると言いましたဒါပေမဲ့တဲ့鈴木さんကမနေ့တုန်းကဆိုရင်ချောင်းလေးနည်းနည်းဆိုးနေတယ်လို့ပြောခဲ့ပါတယ်တဲ့大丈夫ですかအဆင်ပြေလားဒေတာက介護職すみません看護職に確認してもらいましたから大丈夫ですသူနာပြုဆရာမစီကနေပြီးတော့အတည်ပြုချက်ကိုလက်ခံရယူခဲ့တဲ့အတွက်ကြောင့်အဆင်ပြေပါတယ်တဲ့でもဒါပေမဲ့鈴木さんに体調を聞いてください鈴木さんကိုခန္ဓာကိုယ်ရဲ့အခြေအနေကိုမေးပေးပါနော်ဒါဆိုပါဆက်ထင်ပါလိမ့်ပေါ့အဲ့ဒါဒီတာက鈴木さんခန္ဓာကိုယ်အခြေအနေကိုမေးခိုင်းလိုက်တယ်အဲဆိုခိုင်းကိုရှုခုကပါပြန်ပြောမလို့ပေါ့နော်အဲကြောင့်နာနီနောနာကာနိဟာဤဒီကိုတော့ပါအရင်တက်ခရာဆိုင်ဒီကွက်လက်မှာထည့်ရမယ်ဟာကိုရေးပြီးပါတဲ့နံပါတ်1看護職に確認します。သူနာပြုကနေပြီးတော့အတည်ပြုထားတယ်ဆိုတော့ data မှာကလေးကအတည်ပြုပြီးသားပြီဆိုတော့နံပါတ်1ကမှားတယ်နံပါတ်2 data に確認します data ကနေပြီးတော့အတည်ပြုချက်ရယူမယ်ဆိုတော့ဒါကမှားတယ်เนาะ YouTube မှာ Suzuki San စမ်းမယ် Suzuki San にခိုင်ပေါ်確認します Suzuki San ကနေပြီးတော့အတည်ပြုချက်ရယူပါဆိုဒီမှာကလေးက Suzuki San ရဲ့အတိုင်းချုံမိခိုင်းတာဖြစ်တဲ့အတွက်ကြောင့် Suzuki San ကနေအတည်ပြုချက်ရယူရမှာပေါ့เนาะအဲဆိုအဖြေကစမ်းမယ်介護職に確認しますဆိုတော့介護職က確認လုပ်မှာမဟုတ်သူကတော့လုပ်မှာလေအဲကြောင့်အဖြေကမှားပါပြီเนาะဟုတ်ပါပြီဆိုရင်နောက်တစ်ခုဒါနဲ့အတူတူပဲเนาะဒီထပ်သွားပြီဆိုရင်ကိုတော့ပါလိကြည့်ရအောင်ဒီခန်းမှာကဒီအိမ်မှုကိစ္စပြုလုပ်ရပါပေါ့เนาะပြီးဆက်လျှောက်ခြင်းပေါ့เนาะအိမ်မှုကိစ္စလုပ်တဲ့နေရာမှာဆိုရင်ဒီတုံးလို့ရတယ်ပေါ့เนาะခုတော့ပါတွေကိုဒါလေးလိုက်ရမယ်ပထမတစ်လုံးကကြတော့အိုရှိဘူဒီဆိုတာကလက်တုပ်ပေါ်ဝါချက်ပို့လို့မယ်เนาะခါတန်ဆိုတာကလက်ကခံစီခါတန်ကလက်ကာခံစီခါချိဆိုတာအိမ်မှုကိစ္စခါတာစကေရုဆိုတာကတိမ်သိရှင်းနေသည်ခါဝါခါစုဆိုတာ6တွေ့စီသည်ခါဝါခုက6တွေ့သည်လေဝေလေထွက်ဆိုတာကခံခိဒီဝေလေထွက်ဂေါ်မိပါခုဆိုတာကအမိုက်ပေါ်ဆန်ဆူဆိုတာတိုက်ချွစီကြောချင်းစန်တာခုဆိုတာရှောဖို့ချင်းစန်တာခုမှုနုဆိုတာရှောစရာစိုးကြီးဆိုတာတက်ရှင်ရေးလုပ်ချင်းတတမှုဆိုတာခောက်တီဟောစာခောက်တာလေအဲ့ဒါကိုတတမှုလို့ခေါ်တယ်နော်ချော်ရီဆိုတာချက်ပြုတ်ချင်း
futo ဆိုတာဂျပန်မွေးရ hosu ဆိုတာနီလန်တီ bakura ဆိုတာခေါင်းအုပ်ဟုတ်အဲ့တော့ဒါလေးချက်ပြီးတိုင်းဒါလေးလုပ်ကြည့်မယ်နော်အဲ့ဒါက conversation မှာစာတုဆန်နဲ့ခိုင်ခေါ်ရှုခုနဲ့ပြောတယ်စာတုဆန်ကကျော်ဝအီတန်ကီဒစ်တာနဲ့ဒီနေ့ကရာသီဥတုကောင်းတယ်နော်ခိုင်ခေါ်ရှုခုကပြောလိုက်တယ်はいでサンタクモノをたくさん干しましたလျှော်ရမယ့်အဝတ်တွေလျှော်စရာအဝတ်တွေကိုအများကြီးတဲ့နေလန်းခဲ့တဲ့အိုရှိဘိုရီမို့တာအိုရူမို့たくさんありますလက်တော့ပဝါတွေရောတာဝါတွေရောအများကြီးရှိတယ်တဲ့စာတုဆန်一緒におしぼりを畳みませんかစာတုဆန်ကိုခိုင်ခေါ်ရှုပါမေးလိုက်တယ်အတူတူတဲ့လက်တော့ပဝါတွေကိုခောက်ကြမလားသူစာတုဆန်ကおしぼりは小さく畳めばいいですかပေါ့နော်ဒါဟိုက်နေတူတယ်လက်တော့ပဝါကတဲ့တေးသေးလေးတဲ့ခောက်ရင်ကောင်းလားတဲ့ဟိုက်ဆိုးတဲ့ဟုတ်တယ်တဲ့ခိုင်ခေါ်ရှုကပြောလိုက်တယ်အဲ့တော့အဖြေကိုသွားကြည့်ရအောင်台湾の内容で正しいものを選んでください。1番が佐藤さんは洗濯物を干します。佐藤さんがရှော့စရာအဝတ်တွေကိုလှမ်းနေဆိုတော့ဒါမဟုတ်ဘူးเนาะဆော့စရာအဝတ်တွေကခိုင်ကုန်ရွှေကလှမ်းပြီးသွားပြီလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ကမာတယ်ဒီဘန်က佐藤さんはおしぼりとタオルを干します。佐藤さんကဒီအိုရှိပေါ့လက်တော့ပေါ်ဝါနေပေါ့နော်တာဝါတွေကိုလေလံနေဆိုမဟုတ်ဘူးလေလံတာစန်တာကူမွန်းတို့ကမှခိုင်ခေါ်ရှုကွာလှမ်းတာပြတဲ့အတွက်ကြောင့်ဒီဘန်ကလည်းမှားတယ်အားချီすみませんはい3番ကစာတုဆန်ဝအိုရှိဘောရီတို့တာအိုရူအိုတတာမီမှာစာတုဆန်ကတဲ့လက်တော့ပေါ်ဝါနဲ့တာဝါကိုခောက်တယ်ဆိုတော့မဟုတ်ဘူးသူကောက်တာကတာဝါလက်တော့ပေါ်ဝါတစ်ခုပဲဆိုတော့3番ကပါတယ်요맨가 사두산과 오시보리 오 따따미마 사두산과 오시보리 오 카우테스로 앞이가 좀베너 알겠습니다. 너도 리도 하지요. 너도 보가 간거쇼쿠네 사두산네 거너 간거쇼쿠가 사두산 아마리 다베데 이마산네 사두산 떼비럼 사우노စာတုဆန်ကအိုဤရှိခွနိုင်တဲ့ရတာမရှိလို့ပါခိုင်ကိုရှုခုကမေးလိုက်တယ်ဆိုဒစ်ကဟုတ်လားစာတုဆန်ဝညော်ရီကဂျိုစုဒေရှတာနေစာတုဆန်ကတော့ဟင်းကြီးဟင်းချက်တာတော်တယ်နော်တဲ့တော်ခဲ့တယ်နော်တဲ့明日の昼ご飯を一緒に作りましょうかမနက်ဖြန်ရဲ့နေ့လည်စာကိုအတူတူတဲ့ဒါချက်ပြုတ်ကြမလားစာတုဆန်က嬉しいပြောလိုက်တာတဲ့私は野菜の煮物がとても上手ですကျွန်တော်ကတော့တဲ့ဒီဟင်းဒီဟင်းရွက်ရဲ့煮物ဆိုတာအပြုတ်ပေါ့နော်အရန်တော်တယ်ယာခိစကနာမိုစခရီမာရှောတဲ့ယာခိငါးခင်တွေကိုလည်းလောက်ကြရအောင်တဲ့そうですねတဲ့私も楽しみですကျွန်တော်လည်းကျွန်တော်လေးပဲပေါ့နော်တောင်းဆိုပါတယ်တဲ့ဟုတ်ပြီနော်あとにでま会話の内容で正しいものを選んでくださいま一番口目明日の昼ご飯は佐藤さんが一人で作りますမနေ့ကနေ့လေစာကိုစာတူဆက်တယောက်ထဲလုပ်မယ်ဆိုတော့ဟုတ်လားမဟုတ်ဘူးသူကခိုင်းကောရှုခုနဲ့အတူတူအရှောနီပေါ့နော်လုံးမှာဖြစ်တဲ့အတွက်ကြောင့်一番がまだび明日の昼ご飯は看護職が作りますမနေ့ဖြန်နေ့လေစာကိုခိုင်းကောရှုခုကလုပ်မှာခဏပြောတော့လေအတူတူလုံးမှာဆိုတော့နီးပြန်ပဲမှာတယ်明日の昼ご飯は野菜の煮物を作りますမနေ့ဖြန်ရဲ့နေ့လေစာကို野菜煮物လုံးမှာဆိုတော့အဖြေကပါလေ3番နော်明日の昼ご飯は魚の煮すげを作ります煮すげလုံးမှာမဟုတ်魚ပါလေ焼き魚လုံးမှာလေအဲကြောင့်လုံးမှန်ကမှားတယ်နော်ဆက်မှန်ကြည့်အောင်ဆက်မှန်ကခိုင်ကိုရှုခုနဲ့စာတုဆန်နဲ့လုံးပါပေါ့နော်ခိုင်ကိုရှုခုကစာတုဆန်おはようございますမင်္ဂလာမနက်ခင်ပါおはようございますမင်္ဂလာမနက်ခင်ပါစာတုဆန်ပြန်နှုတ်ဆက်လိုက်တယ်ခေါ်ကြီးဝန်ကဤကတဲ့ကစိတ်ချနေကောင်းလားတဲ့စိတ်အစဉ်နေစင်ပြေလားအဲ့လိုမျိုးမြင်လိုက်တယ်ဘာလို့ခုနိုင်တယ်ဆိုမစိုးပါဘူးတဲ့
よかったで、どうでらぼ。いいお天気ですね。で、やってうるたやれの。窓を開けて換気をしましょうか。ဘယ်မှာဖွင့်ပြီးတော့လေဝင်လေထွက်ကောင်းအောင်လုပ်ပေးရမလားတဲ့။အဲကိုရှိပါနေလိုက်တယ်။သာဓုဆန်ကそうですねတဲ့။でもတဲ့今ちょっと寒いです。အခုတော့တော်တော်လေးပေါ့နော်။နည်းနည်းလေးပါဖြစ်နေတာလဲဆိုတော့အေးနေတယ်။ဟုတ်ပြီ။အဲကိုရှိပါဘာပြန်ပြောမလဲပေါ့နော်။あ、その、何々の中に入る言葉を選んでくださいで。一番が、じゃあ、今窓を開けますね。အခုပရင်ပေါက်ကိုဖွင့်မယ်။ခဏတော့ちょっと寒いလို့ပြောတာဖြစ်တဲ့အတွက်အခုနည်းနည်းအေးနေတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ကိုယူလို့မရတော့ဘူးပယ်လိုက်မယ်။နိချောじゃあ今換気しますねတဲ့။ဒါဆိုရင်အခုလေဝင်လေထွက်ကောင်းအောင်လုပ်မယ်။လေဝင်လေထွက်ကောင်းအောင်လုပ်မှာဆိုတော့တကားဖွင့်ရမှာပေါ့။သူကအေးနေတာလေ။အဲဒါအဖြေကမှားတယ်နော်။လုပ်လို့မရအောင်။じゃあ、佐藤さんが食堂に行っているときに窓をしますね。ဒါဆိုရင်ね、佐藤さんがတဲ့သမင်းစားဆောင်ကိုတွားတဲ့အချိန်မှာဗရင်မောက်ကိုပိတ်မှာ။ဂန်ကြီးလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်သူဗရင်မောက်ပိတ်ထားလို့မရဘူးလေ။ဖွင့်ထားမှရမှာဆိုတော့အဖြေကဆမ်မန်ကမှားတယ်။じゃあ、佐藤さんが食堂に行っているときに換気をしますね。佐藤さんがသမင်းစားဆောင်သွားတဲ့အခါမှာဆိုရင်換気လုပ်မယ်ပေါ့။လေဝင်လေထွက်ကောင်းအောင်လုပ်မှာဆိုတော့အဖြေကမှန်တယ်နော်။ယုံမှန်ကအဖြေမှန်တယ်။အဲဆိုနောက်တစ်ခုကြည့်အောင်။ယုံမှန်မှာဆူဇူကီဆန်နဲ့ခိုင်ကိုရှုခုနဲ့ပြောတယ်ပေါ့နော်။ဆူဇူကီဆန်က今日はサンタクモノがたくさんあるね。ဒီနေ့ကတဲ့ချောစရာအဝတ်တွေကအများကြီးပဲတဲ့။ခိုင်ကိုရှုခုကはい今日はパジャマを洗濯する日なんです。ဟုတ်တယ်တဲ့ဒီနေ့ကတော့ပေါ့နော်ညအိဝတ်စော်လျှော်ရမယ့်နေ့ဖြစ်တယ်大変だねတဲ့ပြင်ပန်းနေမှာပေါ့တဲ့私はサンタクモノを畳むのが上手だよကျွန်တော်ကတဲ့ဒီလျှော်မဲ့အဝတ်တွေကိုပေါ့နော်ခောက်တာကတော်တယ်တဲ့ခိုင်ကောချက်ခုကそうですかဟုတ်လားတဲ့ပြန်ပြလိုက်တယ်ဒီမှာထည့်ရမယ့်ဟာကိုထည့်ပေးရမယ်နော်ဒီကြည့်မှန်ကじゃあお手伝いましょうかဒါဆိုရင်ကုညီပေးရမလားဒါဆိုရင်မာရှောကဆိုတာကိုလုံပါလေနော်ကိုလုံမှာတော့ခိုင်ကိုရှုကုကမာရှောကနဲ့ပြောလိုက်ကိုညီပေးရမလားလို့သူကတော့ကုညီပေးတဲ့ပုံစံဖြစ်သွားပြီဟုတ်တယ်မလားသူကသူလုံသူကုညီတဲ့ပုံစံဖြစ်သွားပြီဆိုတော့နံပါတ်1ကညီလို့မရတော့ဘူးဒီဘန်ကじゃあ明日パジャマを洗濯しますဒါဆိုရင်ねမနေ့ပြန်နဲ့パジャマကိုအဝတ်လျှော်ကြရအောင်ဒါဆိုရင်ဒီနေ့ကလိုက်ဖက်မှုရှိဘူးဒီမှာကစူပီဆန်ကကျွန်တော်ကဘာလဲဆိုစန်တာခုကိုခောက်တဲ့နေရာတော်တယ်လို့ပြောထားသူကြောင့်ပြီးတော့ခိုင်ကောရှုပ်ကလည်းဒီနေ့ကပါဂျာမလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မနေ့ဖြစ်ဖြစ်တဲ့အတွက်ကြောင့်ဖြေရလဲပါတယ်နော်ယူလို့မရအောင်အဲဆိုဆမ်မန်ကစန်တာခုမို့လို့တော့တတမီခါတာကိုဦးရှိအေတေမိုရာအေမဆန်ကဒါဆိုရင်တဲ့ဒီစန်တာခုရဲ့ခောက်ပုတ်ခောက်နီကိုတဲ့အဲဒါကြီးတီပီလို့တင်ပေးနိုင်မှာပေါ့နော်တင်ပေးနိုင်မလားလို့ဖြေလိုက်တယ်။အဲဆိုရင်နည်းနည်းလေးပါဖြစ်လဲဆိုတော့တိုက်ညီမှုရှိတာပေါ့ဟုတ်တယ်မလား။ဒါတော့ဒီမှာ तू ကတော့ဗာလဲခောက်တဲ့နေရာမှာတော်တယ်ဆိုတော့ဟုတ်လားဒါဆိုရင်တင်ပေးနိုင်မလားလို့မေးမှာပေါ့အဲဆိုအဖြေကပါလဲဆိုတော့တမ်းတယ်။ရုံးမယ်ကじゃあサンタクのやり方を教えてもらえませんかサンタクရဲ့လုပ်ပုံလုပ်နည်းဖြစ်သွားပါやり方ဆိုရင်ဘိုးလျှော့ပုံလျှော့နည်းကိုတင်ပေးလို့ရမလားဆိုတော့အဖြေကယူမှန်အမှားပါနော်။ဒါရီအစင်းနောက်တစ်ခုတောင်းနေကောဘက်မှာသာဓုဆန်နဲ့ခိုင်ပေါ်ရှုပ်ခွင့်နဲ့ရောမှာပြောနေတယ်တေဘူးလူဖူကီမတ်တာရောတဲ့သာဓုဆန်မှာဒီစပွဲကိုတဲ့တုတ်ခဲ့တယ်နော်ခိုင်ကိုချူပါပြန်ပေးလိုက်တယ်ဟိုတေစတာကြီးအာရီကာတိုကိုဆိုင်မှာပြန်ပေးလိုက်တယ်ကုညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒိုအီတာရှိမှတဲ့ရပါတယ်ဒီရေနီနာရုတူတက်ရှင်သွားမယ်ဆိုရင်ကီမိုချီကာဤတက်ခါရခံစားချက်စိတ်ခံစားချက်ကကောင်းသွားတယ်တစ်သက်ကြောင့်အဲဆိုတော့ဆိုးတဲ့စနစ်ဟုတ်တယ်နော်တဲ့အဲ့ခိုင်ဖို့ရှိကဘာပြန်ပြောမလဲပေါ့နော်နံပါတ်1ကတေဘလူအိုဖီတေခရာဆိုင်စပယ်ကိုတုတ်ပြီးပါတယ်ခဏဒီပြောလိုက်တယ်စပယ်ကတုတ်ပြီးသွားပြီအဲဆိုနံပါတ်1ကအရင်လို့မရတော့ဘူးချိပန်ပါနိဗ္ဗာန်ကတေဘလူကယောမောရတေမဆီယိုတဲ့စပွဲကညစ်ပတ်နေတယ်သူကတုတ်ထားတယ်လို့ပြောတယ်ဆိုမှတော့စပွဲကလည်းညစ်ပတ်တော့မှာဟုတ်တယ်အဲဆိုတော့မှားတာကြီး
တေဘူရူခီရေဒီရှိမရှို့တဲ့စပွဲကိုတက်ရှိအောင်လုပ်ကြရအောင်တဲ့အဲ့ဒါတုတ်ပြီးသွားပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်ဆမ်မန်လည်းမာတယ်ညောမန်ကတေဘူရူခခီရေနီနာနီမတ်တာနဲ့စပွဲကတော့ရှင်းလင်းသွားပြီးလှပသွားပြီးတက်ရှင်းသွားပြီးဆိုတော့ဒါအဖြစ်ရမယ်လीနော်အဲ့အဲ့ဆိုရင်私တို့ဒီဝါကြအပိုင်းပဲကျွန်တော်တာပေါ့နော်ဝါကြအပိုင်းဆိုနောက်ထပ်3ရက်ပေါ့နော်3ရက်လောက်ဆိုပြီး3ဖို့လောက်ဆိုဝါကြအပိုင်းလေးပြီးသွားပြီဝါကြအပိုင်းပြီးသွားမယ်ဆိုရင်စပယ်အပိုင်းလေးပြီးသွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီစာကြည့်တဲ့အခါမှာဆိုရင်မေးတင်တာများရှိတာဖြစ်ဖြစ်နားမလည်တာပဲဖြစ်ဖြစ်ပေါ့နော် comment ပေးပြီးတော့မေးလို့ရပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့လေ့လာတဲ့အခါမှာဆိုရင်လည်းတကယ်လို့အဆင်ပြေတယ်ကိုနဲ့ကိုင်းညီမှုရှိတယ်ဆိုရင်ဝါတန်ရှိရဲ့ဒီ YouTube channel လေးကို subscribe နဲ့ like လုပ်လေးလုပ်ခဲ့ပေးကြပါဘုန်းကြီးကျေးဇူးတင်ပါတယ်နော်